တရက်အတန်းချိန်ထဲမှာကလစ်ကလူဒီကိုချိန်စာနဲ့ပတ်သက်ပြီးမေးနေခဲ့ကလူဒီကလည်းစူပရက်တွေပေါ်ချိန်စာထားတဲ့သူသိထားတဲ့ကိစ္စတချို့ကိုပြောပြလိုက်ပြီးကလစ်ကလည်းအစပိုင်းမှာတော့မယုံကြည်နိုင်ဖြစ်သွားခဲ့ပေမဲ့လည်းချိန်စာကိုဖြေဖို့အတွက်နီလန်ရှိနိုင်တယ်ဆိုတာကိုတွေးမိသွားခဲ့တယ်ဒီလိုနဲ့အတန်းချိန်ပြီးတော့ရူဒီကဇာနိုဗာနဲ့ဂျူလီတို့နဲ့သူမှုတ်စားနေတော့မှပဲနှက်ဆိုရင်ဘာဒီကာကရောက်လာခဲ့ကရှိသမျှလက်တွေနဲ့ဘီယာခွက်တွေကိုပါကင်လာခဲ့တယ်ဇာနိုဗာကလည်းအတူတူတောက်ဖို့အတွက်တောင်းလိုက်တာကြောင့်နှက်ဆိုရင်ကလည်းပေးလိုက်ပြီးဂျူလီကလည်းတောင်းနေခဲ့ပေမဲ့ရူဒီကတော့အတန်းချိန်ရှိသေးတဲ့ဇာနိုဗာကိုမတောက်ဖို့အတွက်တားလိုက်တယ်ပြီးတော့ရူဒီကဂတိပေးထားတဲ့အတိုင်းနာနာဟိုရှိကိုသူ့ရဲ့မော်ဆွမ်းအားနေနဲ့သူလှုပ်ထားတဲ့မော်ဆော့ဝိုင်းတွေကိုတောက်ရောက်စမ်းသပ်ပေးနေခဲ့တယ်ဒါပေမဲ့လည်းငှက်မွေးလေးတမွေးရတာရောက်လာခဲ့ပြီးရူဒီကအောင်မြင်သွားပြီလို့ထင်လိုက်ပေမဲ့နာနာဟိုရှိကတော့အဲ့ဒါကကြဆုံးသွားတာဖြစ်ကြောင်းပြောပြလိုက်ပြီးသူတို့တွေဆက်လုပ်ရမှာတွေအများကြီးရှိနေသေးကြောင်းပြောပြလိုက်တယ်ရူဒီကလည်းကိုပြောင်းရေးမော်ဆွမ်းအားကို Roxy ပြောပြလို့သိထားခဲ့ပေမဲ့လည်းအဲ့ဒီပညာကိုတက်ရောက်ချင်နေခဲ့တယ်အဲ့လိုနဲ့နာနာဟိုရှိကိုပြောနေခဲ့ပေမဲ့နာနာဟိုရှိကတော့သူလည်းအစားကနေလေ့လာထားခဲ့တာကြောင့်သိကျင်နေဆိုရင်ကိုယ်တိုင်ပဲစာအုပ်ဖတ်ကြည့်လိုက်ဖို့အတွက်ပြောပြလိုက်တယ်နာနာဟိုရှိကိုကူညီပြီးသွားတော့ဂျူလီလေးစီကိုရောက်လာခဲ့ပြီးဂျူလီလေးကိုလည်းအယုတ်ထုလုပ်တဲ့မော်ပညာကိုပြန်တင်ပေးနေခဲ့တယ်အဲ့လိုနဲ့ပဲအချိန်ကညအထိကိုကုံဆုံးသွားခဲ့တယ်ဒီလိုနဲ့ရူဒီရဲ့တနေ့တာဟာလေးလာလိုက်တင်ယူလိုက်သူများကိုပြန်တင်ပေးလိုက်နဲ့တနေ့တာလုံးကုံဆုံးနေခဲ့ပြီးစာကြီးတိုက်ကိုလည်းတိတ်မသွားဖြစ်က fix နဲ့လည်းတိတ်မတွေ့နိုင်ဖြစ်နေခဲ့တယ်အဲ့လိုနဲ့တနေ့ကာလာဆိုတဲ့အချိန်ကိုရောက်ရှိလာခဲ့ကရူဒီကို Solas ကပြန်တွေ့စင်လဲဆိုပြီးတော့စာနဲ့ဖိတ်ခေါ်လိုက်တယ်သူကဒီမျိုးကိုအပီကဲပြစ်မယ်ဆိုပြီးတော့ရူဒီနဲ့တွေ့နေခဲ့ကရူဒီရဲ့ယောဂအကြောင်းလည်းမေးနေခဲ့တယ်ပြီးတော့နတ်တငယ်မှာအဲလီနာကိုလည်းရီစားရသွားလိမ့်မယ်လို့သူတခါမှမတွေးမိခဲ့ဘူးကြောင်းကိုပြောနေခဲ့တယ်ဒီလိုနဲ့အလုပ်ကိစ္စရှိနေသေးတာကြောင့်မခွဲချင်ပေမဲ့လည်းခွဲလိုက်ရပြီး Solas ကရူဒီကိုနောက်ကျရင်ပြန်တွေ့လိမ့်မယ်ဆိုပြီးပြောလိုက်တယ်ချန်နေတဲ့နတ်တငယ်မနဲ့ကလီတိုနှစ်ယောက်ကလည်းစွန့်စားရေးပညာတွေသင်ရအောင်မယ်လို့ပြောလိုက်တာကြောင့်ရူဒီကပဲဒီမှာမနေတော့ပဲကျောင်းကိုပဲပြန်တော့မယ်ဆိုပြီးတော့ပြောပြလိုက်တယ်အဲ့လိုနဲ့တယောက်တည်းကျောင်းကိုပြန်လာခဲ့ကလမ်းတစ်ခုနာရောက်တော့Face နဲ့ look တို့နှစ်ယောက်ကိုတွေ့လိုက်တာကြောင့်ရူဒီကလည်းမတွေ့တာကြပြီဖြစ်တဲ့ Face ကိုတောက်ရောက်နှုတ်ဆက်လိုက်တယ်ဒါပေမဲ့ Face ကတော့သူ့ကိုလုံးဝစကားပြန်မပြောပဲလူကပဲပြန်ပြောနေခဲ့ကရူဒီကိုဘာလာလုပ်တာလဲဆိုပြီးမေးနေခဲ့တယ်ပြီးတော့ Face ကကြောက်ကြောက်လန့်လန့်နဲ့လူရဲ့နောက်ကနေပုံနေခဲ့တာကြောင့်ရူဒီကလည်းတခုခုထူးခြားနေပြီဆိုပြီးတော့တွေးလိုက်တယ်အဲ့လိုနဲ့စိတ်ထဲမှာထားတော့ပဲအခါနေပဲထားထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ကျောင်းကိုပြန်ရောက်တဲ့အချိန်မှာတော့ရူဒီက Face ကဘာလို့သူ့ကိုရှောင်နေတာလဲဆိုပြီးတော့တွေးနေခဲ့ကတယောက်တည်းစာသင်ခန်းထဲကိုထွက်လာခဲ့လိုက်တယ်ဒါပေမဲ့ဒီနေ့ကဘယ်သူမှမရှိပဲအကုန်လုံးနားယူနေခဲ့တာကြောင့်ရူဒီကလည်းဘယ်သူ့ကိုတွားရောက်ပြီးရင်ဖွင့်ရမလဲဆိုတာမသိပဲခက်နေခဲ့တယ်အဲ့လိုနဲ့စာကြည့်တိုက်တွေကိုပဲစာဖတ်ဖို့အတွက်ထွက်လာခဲ့ရင်ထိုင်နေကြနေရာမှာ Face ကိုတွေးလိုက်ရတာကြောင့်ရူဒီလည်းအံ့ဩသွားခဲ့တယ်အဲ့လိုနဲ့ရူဒီက Face ကိုနှုတ်မဆက်တာကြောင့်မုန်းသွားပြီလို့ထင်နေခဲ့ပေမဲ့ Face ကတော့သူဟာလှုပ်ချိန်မှာရူဒီကိုစကားပြောဖို့အတွက်ခက်ခဲကြောင်းပြောပြနေခဲ့တယ်တကယ်တော့ရူဒီကလည်းတန်တရားဝင်နေခဲ့တာဖြစ်ပြီးစောစောကမုတ်စေတာမှာသူတွေးခဲ့တဲ့ Face ဟာ Face မဟုတ်ဘဲနဲ့ Mid area Face အဖြစ်ဟန်ဆောင်ထားခဲ့တယ်ဆိုတာသိလိုက်ရတယ်အဲ့လိုနဲ့ရူဒီဟာ Face အပေါ်မှာခံစားချက်တွေရှိနေပြီဆိုတာသိလိုက်ရတယ်ဒါပေမဲ့လည်းရူဒီဟာအခုချိန်ထိ Face ကိုယောက်ျားလေးလို့တတ်မှတ်ထားခဲ့တာဖြစ်ပြီးသူ့ရဲ့ဘဝကတော့ဆုံးပြီဆိုပြီးတော့တွေးနေခဲ့တယ်ဘာလို့ဆို Face ကိုတွေ့တာနဲ့သူဟာအမြဲတမ်းလို့ရင်ခုန်နေခဲ့ပြီး Face ကယောက်ျားလေးလားမိန်းကလေးလားဆိုတာကိုရန်ကိုသိချင်နေခဲ့ကကျောင်းကြီးစီမှာတောက်ရောက်မေးလိုက်ပေမဲ့လည်းကျောင်းကြီးကတော့အထက်မိန်ရ Face ကိုလျှို့ဝှက်ထားကြောင်းသိလိုက်ရတယ်ဘာမှမသိလာရတဲ့ရူဒီကစာကြည့်တိုက်ထဲမှာငိုင်နေတော့ Face ရောက်လာခဲ့တာကြောင့်လမ်းဖြန့်ကချော်လဲသွားတဲ့အချိန် Face ကလည်းကယ်ပေးလိုက်ပြီးနှစ်ယောက်သားဖက်ရက်သားလေးဖြစ်သွားခဲ့တယ်ဒီလိုနဲ့ခါးတွေကိုကန်ကြည့်လိုက်တဲ့အချိန်မှာတော့ Face ကယောက်ျားလေးမဟုတ်ပဲမိန်းကလေးဆိုတာပါသိလိုက်ရတယ်ရူဒီရဲ့ညီလေးကလည်းပြန်လဲနိုးထားလာခဲ့ပြီးဖြစ်တာကြောင့်ရူဒီကလည်းရန်ကိုပျော်ရွှင်သွားခဲ့ရတယ်ဒီလိုနဲ့ရူဒီကနတ်ဖျားပြောတဲ့ကိစ္စကိုပါပြန်လဲမရသွားခဲ့ပြီးနတ်ဖျားကိုလည်းစိတ်ထဲကနေခြေစူးတင်စကားဆိုနေခဲ့တယ်သူဟာယောက်ျားလင်းချင်းကိုစိတ်ဝင်စားနေတယ်မဟုတ်ဘူးဆိုတာကိုအတိပြုနိုင်သွားတာကြောင့်ရူဒီကတော့တော်တော်လေးစိတ်သက်သာရသွားခဲ့တယ်ဒီလိုနဲ့တရက်မှာတော့ရူဒီအပြင်ကိုရောက်နေတော့မှလူကရူဒီစီကိုရောက်လာခဲ့ပြီး fake ဟန်ဆောင်ကားတဲ့ကိစ္စကိုပြောဖို့အတွက်လုပ်နေခဲ့ပေမဲ့လည်းရူဒီကတော့တခြား Graveyard မိသားစုနဲ့ထပ်ပြီးပြဿနာမတက်ချင်ဖြစ်နေပြီးအဲ့ဒီကိစ္စကိုဖုံးဝယ်ထားပြီးမှဖြစ်ကြောင်းကိုပြောပြလိုက်တယ်အဲ့လိုနဲ့ Mid area ကလည်း selfie ကိုခေါ်တွေ့လိုက်ပြီးအဲ့ဒီကိစ္စကိုဘာဆက်လုပ်မှလဲဆိုပြီးတော့မေးနေခဲ့တယ်ရူဒီကယုံကြည်ရတဲ့သူဖြစ်ပြီးအခုလည်းလေးဝက်ချက်ကိုတည်သွားခဲ့ပေမဲ့တခြားသူကိုမပြောပြပဲဖုံးဝယ်ထားပေးဖို့ကိုဆုံးဖြတ်လိုက်တဲ့ရူဒီကို Face စာ selfie ဆိုတာကိုအမှန်တိုင်းဝန်ခံသင့်ပြီဆိုပြီးတော့ပြောပြလိုက်တယ်အဲ့ဒီအတွက်လည်း Mid area ကပြေဝထောက်ခံပြီးမှဖြစ်ကြောင်းပြောပြနေပြီး selfie ကတော့ရန်ကိုကြောက်လန့်နေခဲ့ကသူဟာ selfie ဖြစ်ကြောင်းကိုပြောပြလိုက်ပေမဲ့လည်းရူဒီကသူ့ကိုမမှတ်မိတော့ရင်ဘယ်လိုလုပ်မှလဲဆိုပြီးတော့တွေးပူနေခဲ့တယ်ဒါပေမဲ့ Mid area ကတော့အဲ့ဒီကိစ္စအတွက်လုံးဝစိတ်ပူစရာမလိုကြောင်းပြောပြနေခဲ့တယ်အဲ့လိုနဲ့ Mid area ရဲ့ look ရဲ့ selfie တို့၃ယောက်ခေါင်းချင်းဆိုင်လိုက်ကြပြီးရူဒီကိုဘယ်လိုမျိုးအသိပေးရမလဲဆိုပြီးတော့တွေးနေခဲ့ကြတယ်အဲ့လိုနဲ့အရင်တုန်းကမတ်တရားကြောင်းတွေကိုမေးနေခဲ့ပြီး Mid area ကိုဆိုင်ဦးဆောင်ကအစီအစဉ်တွေဆွဲနေခဲ့ကြတယ်ပထမဆုံးအနေဖြင့် selfie ကို Rudy နဲ့ဘယ်လိုမျိုးပတ်သက်ချင်တာလဲမေးလိုက်တော့ selfie ကလည်း Rudy လိုမျိုးပဲလက်သွဲပေါ်ဖြစ်ချင်နေတာဖြစ်ပြီး Rudy ကကလေးဘယ်နှစ်ယောက်မွေးမလဲလို့မေးမယ်ဆိုရင်သူကဘယ်နှစ်ယောက်ထဲမလဲဆိုပြီးဖြေမဲ့လူမျိုးဖြစ်ပါတယ်အဲ့လိုနဲ့အစီအစဉ်ကိုတီးလိုက်ရတဲ့ Mid area ကလည်းသူတို့တွေဆွဲမဲ့အစီအစဉ်မှာ selfie ဘက်ကပြေဝကြိုးစားမှာဖြစ်ပြီးလုံးဝနောက်ဆုတ်လို့မရဘူးဆိုပြီးပြောပြနေခဲ့တာကြောင့် selfie ကလည်းတဘောတူညီလိုက်က Rudy ကိုတွားရောက်ရှာနေခဲ့လိုက်တယ် Rudy ကသူ့ရဲ့တပည့် Sanova တို့နဲ့အတူတူရှိနေခဲ့တာကြောင့် selfie ကလည်း Rudy ကို
ကိုခေါ်ထုတ်လာခဲ့ပြီးရူဒီကလည်းဘာကိစ္စရှိလဲဆိုပြီးတော့မေးလိုက်တယ်တကယ်တော့ဆယ်ဖီကအကူအညီတောင်းနေခဲ့တာဖြစ်ပြီးမင်းမီ area ကတခြားတိုင်းပြည်ကအကြီးအကဲတယောက်နဲ့ပြိုင်နေခဲ့ကတော်ရကပန်းတပွင့်ကိုတွားရောက်ခူးကျင်နေတာပဲဖြစ်ပါတယ်အဲ့လိုနဲ့ရူဒီကလည်းသူတီးတဲ့စွန့်စားရဲ့ဖွဲ့တွေကိုမိတ်ဆက်ပေးမယ်လို့ပြောနေခဲ့ပေမဲ့ဆယ်ဖီကတော့ရူဒီကိုကူညီတောင်းနေခဲ့ကရူဒီကိုတူလိုက်ခိုင်းနေခဲ့တယ်ရူဒီကလည်းတခြားသူတွေခေါ်မယ်တွေလုပ်နေတာကြောင့်ဆယ်ဖီကသူတို့ညောက်တဲ့တွားမယ်ဆိုပြီးတော့တဲ့ပဲပြောချလိုက်တယ်ဒီလိုနဲ့ရူဒီကလည်းချက်ချင်းပဲလက်ခံလိုက်ပြီးညောက်သားတောထဲကိုထွက်လာခဲ့ကတောထဲမှာတော့နင်းနေနဲ့ပြင်းနေလေခဲ့တယ်အဲ့လိုနဲ့ရူဒီနဲ့ညောက်သားတောထဲကိုတွားနေခဲ့ကြရင်ဆယ်ဖီကတော့ရူဒီကိုဆွဲစားဖို့အတွက်စီစဉ်ထားတဲ့စီစဉ်တိုင်းစီစဉ်နေခဲ့ပေမဲ့သူကိုယ်တိုင်ကရန်ကိုကြောက်နေခဲ့ကရန်ကိုထူထပ်နေတဲ့နင်းတော်ကြီးကိုသူတို့ညောက်ကကြော်ဖြတ်လာခဲ့ကြတယ်အဲ့အချိန်မှာဆယ်ဖီကရူဒီရဲ့မော်တောင်ဝိတ်ကိုတောင်းလိုက်ပြီးသူ့မှာကတေးသေးလေးပဲရှိတာကြောင့်ကင်မှုကျင်ကြောင်ပြောနေခဲ့ကရူဒီကလည်းမော်တောင်ဝိတ်ကိုပေးကင်လိုက်တယ်အဲ့လိုနဲ့ရူဒီရှိမှရှိနေတော့ဆယ်ဖီကသူ့ရဲ့ပါလာတဲ့မော်လက်ဆွန်းနဲ့သူမိုးတိမ်တွေကိုဆွဲခေါ်လိုက်ပြီးသူတို့ရဲ့ပတ်ဝန်းကျင်ကလည်းရုတ်တရက်မိုးရွာတော့မယ်ဆိုတာကိုသိလိုက်ရတယ်အဲ့လိုနဲ့ရူဒီကဘာမှစိတ်မပူဖို့တော့ပြောလိုက်ပြီးမိုးတိမ်တွေကိုဖယ်ဖို့အတွက်လုပ်ပေမဲ့သူ့ရဲ့စွမ်းတွေကလုံးဝသုံးမရပဲဖြစ်နေခဲ့တယ်တကယ်တော့ဆယ်ဖီကရူဒီသူ့ကိုတင်ထားပေးတဲ့မော်ကိုနောက်ဆက်ရေးမော်ပညာနဲ့သူရူဒီရဲ့မော်ကိုနောက်ဆက်လိုက်တာပဲဖြစ်တယ်အဲ့လိုနဲ့ရူဒီတို့နှစ်ယောက်ခုတစ်ခုထံမှာမိုးသွားခုန်နေကြရင်သူတို့ရဲ့ဝတ်စားတွေကမိုးဆူသွားခဲ့တာကြောင့်ရူဒီကလည်းမီးဖို့ပြီးသူ့ရဲ့ဝတ်စားတွေကိုအချောက်လန်းနေခဲ့တယ်ဒီလိုနဲ့သူ့ရဲ့ဝတ်စားတွေခြောက်သွားတဲ့ချိန်မှာတော့ဆယ်ဖီစီကိုတွားလိုက်ပြီးအဝတ်ကိုခြောက်ခံပေးဖို့အတွက်လုပ်ပေမဲ့ဆယ်ဖီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအရန်ကိုအေးပြီးတော့တုံလုံးနေခဲ့ကဝတ်စားမချွတ်ရဖြစ်နေခဲ့တယ်အဲ့လိုနဲ့ရူဒီကလည်းရှေ့ဘက်ကိုလှည့်ပေးမဲ့လို့တော့ဆယ်ဖီကသူ့ရဲ့ဝတ်စားကိုသူကိုယ်တိုင်မချွတ်နိုင်ဘူးလို့ပြောလိုက်တာကြောင့်ရူဒီကိုချွတ်ပေးဖို့အတွက်ကိုညီတောင်းလိုက်တယ်အဲ့လိုနဲ့ရူဒီကလည်းခဏလောက်တော့သူဝေသွားခဲ့ပေမဲ့လည်းဆယ်ဖီကကိုညီပေးပါလို့ပြောနေခဲ့တာကြောင့်ရူဒီကလည်းဆယ်ဖီရဲ့ဝတ်စားတွေကိုဆွဲချွတ်နေခဲ့တယ်အဲ့လိုနဲ့ရူဒီကဆယ်ဖီရဲ့ခန္ဓာကိုယ်တစ်ခုချင်းစီကိုဖြည်းဖြည်းချင်းမြင်လာတဲ့ချိန်မှာတော့တယောက်ယောက်နဲ့သူနေတယ်ဆိုပြီးတော့တွေးနေခဲ့ကဘောင်းမီကိုချွတ်လိုက်တဲ့ချိန်မှာတော့သူစိတ်ထစ်နေတဲ့သူကမမဘူးဆိုတာသိလိုက်ရတယ်အဲ့လိုနဲ့မျက်မှန်မှချွတ်လိုက်တဲ့ချိန်မှာတော့ရူဒီကဆယ်ဖီလားဆိုပြီးတော့မေးလိုက်တယ်အဲ့လိုနဲ့ဆယ်ဖီကလည်းသူဟာဆယ်ဖီဖြစ်ကြောင်းပြောလိုက်ပြီးရူဒီကိုပြေးဖက်ကဝန္နာအာယာနဲ့ပြောဆိုနေခဲ့တယ်သူဟာဆယ်ဖီဖြစ်ကြောင်းကိုနောက်ဆုံးမှာတော့ဝန်ခံနိုင်သွားပြီဖြစ်ကြောင်းကိုလည်းပြောပြနေပြီးသူဟာရူဒီကိုအချိန်ကြာကြီးစောင့်နေခဲ့တာဖြစ်ကြောင်းကိုပြောပြနေခဲ့တယ်ဒီလိုနဲ့နှစ်ယောက်သားဟာအရင်တော့ရှိခဲ့တဲ့တန်ရောစင်တွေကိုပြန်လည်အမက်ရနေခဲ့ကြပြီးရူဒီကလည်းအခုမှဆယ်ဖီဟာရင်တော့သူ့ကိုငိုယိုပြီးအများနဲ့တွေ့ကပ်နေတဲ့သူဖြစ်ပေမဲ့အခုမှတွေ့ရတဲ့ဆယ်ဖီကတော့အရန်ကိုရင်းချက်ပြီးအထက်တန်ဆန်တဲ့သူဆိုပြီးတော့တွေးနေခဲ့တယ်ဒီလိုနဲ့ရူဒီကလည်းနောက်တစ်ခါနောက်မရချင်တော့တာကြောင့်ဆယ်ဖီကိုချစ်တယ်ဆိုပြီးတော့ဖွင့်ပြောလိုက်တယ်အဲ့လိုနဲ့နှစ်ယောက်သားအနမ်းနေပေးနေကြရင်ဆယ်ဖီကိုအောက်ဘက်ကိုပြစ်လဲလိုက်ကရူဒီကလည်းသူ့ရဲ့ညီလေးပြန်စွမ်းနိုင်မလားဆိုပြီးတော့စမ်းသပ်လိုက်ကဆယ်ဖီကိုရှေ့ဆက်တိုးဖို့အတွက်စူးစမ်းလိုက်ပေမဲ့လည်းသူ့ရဲ့ညီလေးကလုံးဝမစွမ်းနိုင်ဘူးဆိုတာသိလိုက်ရတယ်အဲ့လိုနဲ့သူ့ရဲ့ခက်ခဲတဲ့အကုန်လုံးကိုပြောပြလိုက်ပြီးအရှက်ရစေခဲ့တဲ့အတွက်လည်းဆယ်ဖီကိုတောင်းပန်စကားဆိုနေခဲ့တယ်သူဟာအဲ့လိုဖြစ်နေတာလွန်ခဲ့တဲ့3နှစ်ကလေးကဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာဝေဒနာကိုခံစားနေရတာဖြစ်နိုင်ကြောင်းပြောပြပေမဲ့ဆယ်ဖီကတော့ဝင်မယူပဲအဲ့ဒီကိစ္စကိုသူ့စွမ်းကုန်စူးစမ်းပေးမယ်ဆိုပြီးတော့ပြောပြနေခဲ့တယ်အဲ့လိုနဲ့နှစ်ယောက်သားပြန်လဲဆင်ပြေသွားပြီးတောထဲကနေမြို့ထဲကိုပြန်လာခဲ့လိုက်ကြတယ်လုံးဝမတိုးတက်တာကြီးမဟုတ်ပေမဲ့ရူဒီရဲ့ညီလေးကဖြည်းဖြည်းချင်းလှုပ်ရှားနေပြီဆိုတာကိုရူဒီကိုယ်တိုင်ကလည်းခံစားမိလိုက်တာကြောင့်ဆယ်ဖီနဲ့သူဖြည်းဖြည်းချင်းစူးစမ်းပြီးကုသသွားမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်နှစ်ယောက်သားကျောင်းဝင်းထဲကိုပြန်ရောက်တဲ့ချိန်မှာတော့ဆယ်ဖီကလှုပ်ရှားရှိသေးတယ်ဆိုပြီးရူဒီကိုတယောက်တည်းအခန်းထဲပြန်ခိုင်းလိုက်တယ်အတင်းဆောင်နေတဲ့ mini area နဲ့လုတ်တုံနေရောက်ကတော့အချိန်တွေကိုကြီးလိုက်တာနဲ့သူတို့ရဲ့စီစဉ်လုံးဝမအောင်မြင်ဘူးဆိုတာကိုသိလိုက်ရတယ်ဘလို့ပဲဖြစ်ဖြစ်လက်မလျှော့သေးဖို့အတွက်ပြောနေပြီးဆယ်ဖီကိုလည်းထပ်ကြိုးစားဖို့အတွက်ပြောနေခဲ့ပေမဲ့ဆယ်ဖီကတော့အကြောင်းရင်းမှန်ကိုပြောပြလိုက်ကလုတ်ကလည်းရူဒီကပို့ပြီးတော့တနာစရာကောင်းသွားတယ်ဆိုတာကိုနားလည်သွားခဲ့တယ်ရူဒီဒီကျောင်းတော်ကိုတက်ရောက်တဲ့အသီးကအကြောင်းရင်းကလည်းအဲ့ဒီပန်းတင်နေတဲ့ကိစ္စကိုကုသဖို့အတွက်ရောက်ရှိလာကြောင်းကိုသိလိုက်ရပြီး mini area နဲ့လုတ်တို့ကလည်းရူဒီကိုကင်နိုင်ဖို့အတွက်သူတို့မှအစွမ်းကုန်နီလန်းနေရှိကြောင်းပြောပြနေခဲ့တယ်ဒီလိုနဲ့လုတ်ကရူဒီကိုကင်နိုင်မဲ့နီလန်းတစ်မျိုးကိုသူသိထားကြောင်းနဲ့အရင်တော့သူတို့ရဲ့မွေးရမြေမှာအရန်ကိုအစွမ်းထက်တဲ့စိတ်တစ်မျိုးရှိကြောင်းပြောပြလိုက်ပြီးအရင်တော့သူကလိုရမယ်ရဝယ်ထားခဲ့ပေမဲ့အခုချိန်မှာဆိုရင်တော့ပစ္စည်းကရှားပါသွားခဲ့ကရွှေစားအစတရာတောင်တန်နေခဲ့ပြီဖြစ်ကြောင်းပြောပြခဲ့တယ်ပြီးတော့ရူဒီကိုကယ်မယ်ဆိုရင်ဆယ်ဖီကလည်းအဲ့ဒီဆေးကိုနည်းနည်းတောက်ထားတဲ့ကြောင်းပြောပြလိုက်ပြီးအဲ့ဒါမှာဆယ်ဖီရဲ့ပထမဆုံးအချိန်ကအစင်ပြေချောမွေ့သွားမယ်ဆိုပြီးပြောလိုက်ကမင်းမီ area ကလည်းဆယ်ဖီကိုမုံမိုးအနေနဲ့ရွှေစားနှစ်ဆပေးလိုက်တယ်ဒီလိုနဲ့ဆယ်ဖီကလည်းရူဒီကိုကယ်တင်ဖို့အတွက်သူ့ရဲ့အခန်းကိုထွက်လာခဲ့ကကြားတိုးစိမ့်နဲ့သူအရက်တွေကိုပါယူလာခဲ့လိုက်တယ်ဒီလိုနဲ့ရူဒီကလည်းဒီနေ့ညမလာတော့ဘူးလို့ထင်လိုက်ပြီးဆယ်ဖီကိုတွားရောက်ကြိုဆိုနေခဲ့တယ်ဒီလိုနဲ့ဆယ်ဖီကလည်းဒီနေ့ညဒီမှာအိမ်မှာဖြစ်ကြောင်းပြောလိုက်ပြီးသူတို့တွေပြန်တွေ့တဲ့အနေနဲ့တစ်ခွက်တစ်ပလာတောက်ကြအောင်ဆိုပြီးတော့အောင်ပွဲခံနေခဲ့ကြတယ်အဲ့လိုနဲ့အရက်လည်းနည်းနည်းဝင်လာတဲ့ချိန်မှာတော့ဆယ်ဖီကသူကူညီပေးဖို့အတွက်လူစီကနေစေးသမျိုးယူလာခဲ့ကြောင်းပြောပြလိုက်တယ်လူတွေကလည်းစေးပလင်းကိုတွေးလိုက်တော့သူမြင်မှုတန်ရောင်ရှိပေမဲ့လည်းရုံရုံကြီးကြီးပဲစေးပလင်းကိုတောက်ချလိုက်ကဆယ်ဖီကလည်းချက်ချင်းပဲသူ့ရဲ့အင်ကြီးတွေကိုဆွဲချွတ်လိုက်တယ်ပြီးတော့ရူဒီကိုလည်းစိတ်ပိုင်ချက်ချင်းလှုပ်လိုက်ဖို့အတွက်ပြောလိုက်ပြီးသူကိုယ်တိုင်ကလည်းတငုံတောက်လိုက်ကရူဒီအတွက်စင်သင့်နေထားနေ
နေခဲ့လိုက်တယ်အဲ့လိုနဲ့ခဏကြာမှတော့ဆေးစွမ်းကပြလာခဲ့ပြီးရူဒီကလည်း selfie ပေါ်မှာနည်းနည်းလေးစိတ်ခံစားချက်ရှိနေပြီပဲဖြစ်ပါတယ် selfie ကလည်းသူစူးစမ်းလို့ရသမျှမြူဆွဲတဲ့နီလန်းနေနဲ့စူးစမ်းနေခဲ့တာကြောင့်ရူဒီကလည်းနောက်ဆုံးမှာတော့စိတ်မထိန်ချုံနိုင်ပဲဖြစ်သွားခဲ့တယ်ဒီလိုနဲ့မနေ့ရောက်တဲ့အချိန်မှာတော့ရူဒီကညတုန်းကသူ့ရဲ့ညီလေးကပြန်ပြီးတော့စွမ်းဆောင်လာနိုင်ပြီဖြစ်ကြောင်းကိုသိလိုက်ရတယ်အဲ့ဒီစီကတော်တော်စွမ်းကြောင်းကိုလည်းသိလိုက်ရပြီး selfie ကသူ့ကိုကူညီဖို့အတွက်အစွမ်းကိုစူးစမ်းခဲ့ကြောင်းကိုလည်းသိလိုက်ရတယ်အဲ့ရခင်ကိုသွားစစ်ကြည့်လိုက်တော့လေသွေးစွန်းနေပေးနေခဲ့တာကိုသိလိုက်ရတယ်အဲ့လိုနဲ့ selfie ကရောက်လာခဲ့ပြီးသူတို့စီစဉ်အောင်မြင်သွားတဲ့အတွက် Minmi area တို့ကိုကျေးဇူးတင်စကားသွားဆိုနေကြောင်းပြောပြလိုက်တယ်ဒီလိုနဲ့ပဲ Minmi area တို့ကိုလူဒီကိုယ်တိုင်လာရောက်တွေ့ဆုံလိုက်ပြီးသူ့ကိုအစွမ်းကိုကူညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားဆိုနေခဲ့တယ်ပြီးတော့လိုအပ်တဲ့အချိန်တိုင်းမှာလည်းသူ့ရဲ့ကူညီကိုယူနိုင်ကြောင်းပြောလိုက်ပြီး Minmi area ကလည်းပန်းတည်တဲ့ကိစ္စကိုကုသပြီးပြီဖြစ်တာကြောင့်လူဒီအနေနဲ့ဘာဆက်လုပ်မှလဲဆိုပြီးတော့မေးလိုက်တယ်အရင်ဆုံးပျောက်ဆုံးနေတဲ့မိဘတွေကိုပဲရင်သွားရှာမှလာမေးလိုက်တော့လူဒီကလည်းမတုံ့မဆိုင်ပဲ selfie ကိုလက်ဆက်ချင်ပါတယ်ဆိုပြီးတော့တောင်းဆိုလိုက်တယ်ဒီလိုနဲ့သဘောတူညီလိုက်တဲ့ Minmi area ကလည်း selfie ကိုဘာဆက်လုပ်မှလဲမေးလိုက်တော့ selfie ကလည်း Rudy နဲ့စာဆိုရင်မပြုတ်ကျင်ကြတဲ့ကနှုတ်ကျင်နေတဲ့သူပဲဖြစ်ပါတယ်အဲ့လိုနဲ့ Minmi area က face ဆိုတဲ့ဘဝကနေထွက်သွားခိုင်းလိုက်ပြီး selfie အနေနဲ့ပဲဆက်လက်နေခိုင်းလိုက်က Rudy တို့ကိုသဘောတူညီပေးလိုက်တယ်ဒီလိုနဲ့ပဲ season 2 part 1လေးကလည်းဒီညမှာနေပြီးဆုံးသွားပါတယ်နောက်တစ်ပိုင်းကိုတော့နောက်ရမှာတင်ဆက်ပေးတော့မှာမို့လို့ channel လေးကို subscribe လုပ်ရသေးဆိုရင်လုပ်ပေးသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ